Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြန်မာမိုင်းပါကျွန်တော်ဒီနေ့မှာတော့ Mobile Legends ကဝယ်ငွေဘယ်လောက်ရလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးပါမယ်အရင်ဆုံး Mobile Legends ဖြစ်ပေါ်လာတဲ့အနေအချင်းကိုကျွန်တော်ပြောပြပေးပါမယ်တရက်မှာမွန်တုံးဆိုတဲ့ဘေးကြီးကတရုတ်နိုင်ငံ2016ခုနှစ်လောက်မှာ online game ဖြစ်တဲ့ Mobile Legends ကိုဖုန်းပေါ်မှာစဆော်လို့ရအောင်တီထွင်နိုင်ခဲ့ပါတယ်2016နဲ့2019လောက်မှာဆောက်အာရှမှာစတင်ကြီးထွားလာတယ်2019ပြည့်နှစ်မှာ Mobile Legends ပန်ဆိုပြီးနာမည်အပြည့်စုံရလာတယ်ခုချိန်မှာတော့မွန်တုံးကဒူဘိုင်းကလာကြီးမှာ Mobile Legends ကို6ဘီလီယံနဲ့ရောင်းလိုက်ပါပြီ Mobile Legends ရဲ့အဓိကဝင်ရနေတာကတော့တပည့်တိုင်းမုန်းနေ weekly pack တွေ skin တွေပေးတယ် event တွေ skin အများကြီးတွေ Legion skin တွေ Starlight တွေMobile Legends ရဲ့ World Championship e-sport ပြိုင်ပွဲတွေလည်းရှိပါတယ်။ဒါအပြင် Mobile Legends က2020နဲ့2023လောက်မှာ USA ဒေါ်လာ100မီလီယံရှိနေပါပြီ။မြန်မာငွေနဲ့တက်ပြရမယ်ဆိုရင်ဒီလောက်ပေါ့နော်မဖက်ပြတော့ကိုယ့်ဘောက်ကိုပဲဖက်ကြည့်လိုက်တော့ဒါပဲလားဆိုလည်းမဟုတ်သေးဘူးဗျာ2018ခုနှစ်မှာဒေါ်လာ50မီလီယံနဲ့80မီလီယံကြားရတယ်2018မှာ120မီလီယံနဲ့150မီလီယံကြားရတယ်2019မှာ200မီလီယံနဲ့ပြီး250မီလီယံကြားရတယ်2020မှာ250မီလီယံနဲ့300မီလီယံကြားရတယ်2017မှာ300မီလီယံနဲ့ပြီးတော့350မီလီယံကြားရတယ်2022မှာ320မီလီယံနဲ့380မီလီယံကြားရတယ်ပေါ့နော်2023မှာကျတော့330မီလီယံနဲ့400မီလီယံထိရတယ်ပေါ့နော်စဉ်းစားတာကြည့်လိုက်တော့အခုခုနှစ်နောက်ပိုင်းနေကျတော့တိတိကျကျမတိကြတော့တဲ့အတွက်မပြသထားပါဘူး Mobile Legends ရဲ့ဒီကြားတဲ့ငွေတွေရဲ့80နဲ့90ရာခိုင်နှုန်းလောက်ကဒိုင်းမွန်ရောင်းလို့ရတာတဲ့ဝင်ငွေတွေဖြစ်ပြီးတော့ဆောက်အာရှဖိလစ်ပင်းမလေးရှားထိုင်းအင်ဒိုနီးရှားနဲ့မြန်မာနိုင်ငံတို့မှာအများဆုံးဝယ်ယူကြပြီးတော့15ရာခိုင်နှုန်းနဲ့10ရာခိုင်နှုန်းလောက်က e-sport ပြိုင်ပွဲတွေမှာရတဲ့ဝင်ငွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel subscriber 1000ပြည့်သွားရင် brother တို့ကို weekly bet တစ်ပတ် giveaway ပေးမှာဖြစ်ပါတယ်ကျွန်တော်နောက်ပိုင်းဗီဒီယိုတွေကတော့ကျွန်တော် Naruto skin ဖောက်တဲ့ဟာပဲဖြစ်ပါတယ်ကြည့်ချင်လဲကြည့်ပေါ့နော်မကြည့်ချင်လဲထွက်သွားလို့ရပါတယ်ခင်ဗျာ